ကဲကျွန်တော်ရဲ့ကားချစ်သူမိတ်ဆွေများကိုမနေ့စောစောစီးစီးလေးမှာကားလေးတစ်စီးအယောင်တင်ပေးမယ်ဈေးတန်တယ်ဗျာနော်ကာလာအဖြူလေးဖြစ်မယ်ရန်ကုန်လိုက်တယ်မာကနန်းလေးခင်ဗျာနော်Honda Fit GT1 လေးဖြစ်မယ်ခင်ဗျာနော်2000ခု model လေးပါနီနက်ကလေးတော့ပါသွားမယ်ခင်ဗျာနော်ရောင်းချပေးမယ်ဈေးနှုန်းက992မှ8သိန်းညှိနှိုင်းရောင်းချပေးပါမယ်ကားလေးကိုပတ်ကားရိုက်ပြပေးမယ်နော်ကျုပ်မှုအတန်လေးဗျာကားလေးတောက်လျှောက်အနေနဲ့ရှင်ကြည့်လို့ရတယ်ခင်ဗျာနော်ဒီကားလေးကအရေးကြငွေကြလဲတဲ့အားလုံးအဆင်ပြေမယ်ကျွန်တော်တို့20မှ4ရက်နေ့လောက်ဆိုရင်တော့ကျွန်တော်တို့အလုပ်ရုံလေးခဏပိတ်မယ်ဗျာနော်ခါလေးကျွတ်တင်ပြီးတော့ကြီးညာထားတာပါ24ရက်နေ့ကျွန်တော်တို့အလုပ်ကလေးတစ်ချက်ပိတ်မယ်ဗျာနော်မခြေနေပါလေနော်ခြေကင်းနေပါလေအကုန်ပါမယ်ခင်ဗျာနော်ထိုက်ခိုက်လုံးဝကင်းနေဗျာကားကြီးဈေးရန်တန်တဲ့1007လေးကိုရမယ်နီနဲ့မှတ်တမ်းလေးတော့ပါမယ်ခင်ဗျာနော်နီနဲ့ကိုနီနဲ့ဈေးနဲ့ပဲရောင်းပေးတာပါ90မှာ8သိန်းပါခင်ဗျာ1007လေးကိုရမယ်အဲကွန်အေးရမယ်ဂျပန် TV ဖြစ်ရမယ်ဂီယာအဆောင်ပြုကင်းရနော်ဘောနဲ့ဖုန်းလေးတစ်ချက်လှည့်ပြပေးမယ်ဒါကျွန်တော်ဘောနဲ့လေးတစ်ချက်ဖွင့်ပြပေးရပါစီအေးလေးမီးပလက်အားလုံးစစ်ဆေးပြီးသားနော်အင်ဂျင်ကန်စီကြောပြီးသားနော်တွင်းအပြင်လုံးက short boss ရွှိုင်းလုပ်ပြီးသားခင်ဗျ short boss ရွှိုင်းဖိုင်းပြီးသားလေးရမယ်ခင်ဗျာနော်ဟောကားလေးကိုအတွင်းပြင်ပြပေးပြီဆိုတော့ကားလေးရဲ့ဈေးနှုန်းက90မှ8သိန်းညှိနှိုင်းရောင်းချပေးမယ်1007ဖြစ်မယ်နော်အင်ဂျင်မော်က1300cc ရန်ကုန်လိုင်းတင်လေးဖြစ်မယ်ခင်ဗျာနော်လိုင်းတင်လဲဝေးမယ်ခင်ဗျာနော်ကားလေးနဲ့ပတ်သက်ပြီးအသေးစိတ်သိကျင်တယ်ဆိုရင်ကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်0988933938ကိုဆက်သွယ်မေးမြန်းနိုင်တယ်39993399995139ကိုလည်းဆက်သွယ်မေးမြန်းနိုင်တယ်ခင်ဗျာနော်ကိုယ်တိုင်ကိုကြားလာရောက်ကြီးစုကျင်တယ်ဆိုရင်ကျွန်တော်တို့ရဲ့ site တည်နေရသည်အရှိတကုံမေးရဲကျော်သော one way လမ်းမပေါ်မှာတည်ရှိပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်ကတော့ကိုချမ်းပါနောက်ဗီဒီယိုမှာပြန်လဲဆုံတွေ့ကြပါမယ်အားလုံးပဲရွှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ